ရိုးရိုးအကောင်ထင်ပြီးတော့လုံးဝသွားမကင်နဲ့သွားကင်လိုက်တာနဲ့တင့်လက်ချောင်းတစ်ချက်တည်းကိုက်ဖြတ်နိုင်တဲ့ရေအောက်ထဲက monster တစ်ကောင် Okay ဆိုတော့လိတ်ဆိုတဲ့ဟာကိုကြားလိုက်တာနဲ့ဒီရမ်းချစ်ဖို့ကောင်းပြီးတော့နှင်းနှင်းကွေးကွေးသွားတက်ပြီးတော့အေးအေးဆေးဆေးနေတတ်တဲ့တလိษံလေးတွေလို့မြင်ကြမှာဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့မှာကတော့ကျွန်တော်ကလိတ်တော့လိတ်ပဲဒါပေမဲ့တခုထူးခြားနေတဲ့လိတ်တစ်ကောင်အကြောင်းပြောပြီးမှဖြစ်ပါတယ်ဒီလိတ်ကအရန်လဲကြောက်ဖို့ကောင်းတဲ့လိတ်တစ်ကောင်လေးဖြစ်ပါတယ်ခင်ဗျာဒီလိတ်ရဲ့နာမည်ကတော့ alligator snapping turtle လို့ခေါ်ပါတယ်ဒါအောင်မြန်မာလိုဘာသာပြန်မယ်ဆိုရင်တော့မိချောင်းလိတ်လို့လည်းလွယ်တကူပြန်လို့ရပါတယ်ဒီလိတ်လေးတွေကတော့အင်မတန်မှာကြောတဲ့မေးရိုးတွေရှိတယ်ဒီမေးရိုးတွေကကျွန်တော်ခုနဗီဒီယိုစမှာ mention လုပ်ခဲ့တယ်လို့ပဲလူတယောက်ရဲ့လက်ချောင်းတစ်ချက်တည်းကြိုက်တာနဲ့ပြတ်ထွက်နိုင်လောက်တဲ့ထီကိုသူတို့မှာပြင်းအားရှိပါတယ်ပြီးတော့ဒီလိတ်တွေကပုံမှန်လိတ်တွေနဲ့မဟုတ်ဘဲနဲ့ပုံမှန်တဲ့တန်ကလည်းချစ်ဖို့လုံးဝမကောင်းပါဘူးချစ်ဖို့မကောင်းတဲ့အပြင်အရန်ကိုကြောက်ဖို့ကောင်းတဲ့လိတ်တစ်မျိုးဆိုလဲမှန်ပါတယ်သူရဲ့ကြောကုန်းဒီလိတ်အခွန်ပေါ်မှာဆိုရင်ဒိုင်နိုဆောတွေမှာပါတဲ့အဲ့လိုအချုံကြီးတွေသူရဲ့အခွန်ပေါ်မှာမြင်တွေ့ရလေးရှိပြီးတော့သူရဲ့ပုံမှန်အသွင်ပြန်ရတကယ်ကိုရေအောက်ထဲကနေတဲ့ခက်ကြမ်းကြမ်းခက်ဆိုးဆိုးmonster တစ်ကောင်နဲ့တပုံစံနဲ့သွားတူနေရပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာဒီ alligator snapping turtle ဆိုတဲ့မိချောင်းလိတ်လေးတွေရဲ့နေထိုင်ရာဒေသရဲ့သူတို့အစားအသောက်တွေရဲ့သူတို့ရဲ့ life span time ကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒီလိတ်လေးတွေကိုကျွန်တော်တို့အဓိကအားဖြင့်မြောက်အမေရိကတိုက်ရဲ့တောင်ဘက်ပိုင်းဒေသတွေမှာအများဆုံးမြင်တွေ့ရပါတယ်ခင်ဗျာပြီးတော့သူတို့ကကဘာပေါ်မှာလိတ်အမျိုးအနွယ်ဝင်တွေထဲမှာဒီအရွယ်စားအကြီးမားဆုံးလိတ်အနွယ်ဝင်တွေထဲမှာလည်းပါပါတယ်ဒီလိတ်မျိုးစိတ်လေးရဆိုရင်အရွယ်ရောက်ပြီးသားအကောင်တစ်ကောင်ရဲ့အလေးချိန်ဆိုရင်ပေါင်200နဲ့ပေါင်250ကျော်ထိကိုလေးနိုင်ကြပါတယ်ခင်ဗျာပိုပြီးအောင်ဖို့ကောင်းတာကသူတို့ရဲ့ life span time ဆိုတော့သူတို့ရဲ့နေထိုင်နိုင်တဲ့အသက်တမ်းကိုပြောတာပဲဖြစ်ပါတယ်သူတို့ရဲ့ဒီနေထိုင်နိုင်တဲ့အသက်တမ်းဆိုရင်တောရိုင်းတစ်ပါဝါထဲမှာဆိုရင်နှစ်ပေါင်း80ရာနဲ့အသက်100ကျော်ထိကိုအေးဆေးနဲ့ရှင်သန်နေထိုင်နိုင်တဲ့ရေအောက်ကကြောက်ဖို့ကောင်းတဲ့တတဝါကြီးတွေဆိုလဲမှန်ပါတယ်ခင်ဗျာဒီသူတို့ရဲ့ပုံစံကိုတေချာလေးကြည့်မယ်ဆိုရင်သူတို့ကြောကုန်းပုံမှာကဒီသုံးခုတန်းထားတဲ့အစူးဂျွန်တွေစီစီညီပါရှိပြီးတော့အမှတ်တမဲ့ကြည့်မယ်ဆိုရင်ကဘာဦးခက်ကဒိုင်နိုဆောမျိုးနွယ်တစ်ခုနဲ့တောင်မှသွားတူနေတယ်လို့တော့ကျွန်တော်တို့အနေနဲ့အမှတ်တမဲ့ဆိုထင်သွားလောက်အောင်လို့ဒီကောင်လေးရဲ့ပုံမှန်သွင်းပြီးကြောက်ဖို့ကောင်းပါတယ်ပြီးသူတို့ရဲ့ဒီအမီးရလည်းတခြားလိတ်မျိုးစိတ်တွေလိုမျိုးပုံစံမဟုတ်ပဲねသူတို့ရဲ့အမီးကခက်ရှည်ရှည်နဲ့ဥမာမိချောင်းအမီးနဲ့ပိုတူပါတယ်အမီးပေါ်မှာလည်းအဲ့လိုမျိုးမာကြောတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေပါရှိပါတယ်ခင်ဗျာဒါတွေမကသေးပါဘူးသူတို့ရဲ့မေးရိုးကလည်းဒီကြက်တူရွေးနှုတ်သီးလိုမျိုးပဲအပေါ်အောက်ကအရန်ခိုင်ခန့်မာကြောပြီးတော့ထူထဲတဲ့ပုံစံမျိုးနဲ့ဖွဲ့စည်းတိစောက်ထားတာပဲဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့ကျွန်တော်သူတို့ရဲ့အမဲလိုက်တဲ့နီစနစ်ကိုရှင်းပြပေးပါမယ်သူတို့ရဲ့အမဲလိုက်တဲ့နီကအင်မတန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဘာလို့လဲဆိုရင်ဒီလိတ်တွေကသူတို့ပါစက်ထဲမှာရှိတယ်သူတို့ရဲ့ရှာကိုငါစာအဖြစ်အသုံးပြုပါတယ်သူတို့ရှာလေးကိုသူတို့ရဲ့ပါစက်ကြီးကိုဗျာလုံးဝဟထားပြီးတော့စိတ်ရှည်နဲ့စောင့်ဆိုင်နေပြီးသူတို့ပါစက်တွေကရှာဒီရေရောက်ထဲကတားကောင်လေးတွေရဲ့အစားတောက်ပုံစံမျိုးဖန်တီးတာပါဘာလို့လဲဆိုတော့ပိုးလောက်လန်းလေးလို့ဒါမှမဟုတ်တီကောင်လေးတစ်ကောင်အဲ့လိုမျိုးလှုပ်ရှားနေတယ်လို့မျိုးလေးသူတို့ရှာကိုပြုတ်လုပ်တတ်ပါတယ်ဒီချိန်မှာတားကောင်တွေအစာအမှတ်နဲ့လာပြီးတော့ဟတ်တဲ့အချိန်ကျမှဒီလိတ်ကသူ့ရဲ့ပါဇက်နေခိုင်ခန့်တဲ့မေးရိုးတွေခြုံထက်တဲ့ကြက်တူရွေးနှုတ်သီးလိုမျိုးမေးရိုးတွေနဲ့ပါဇက်ကိုအားပြင်းပြတစ်ချက်ဖြတ်ကိုက်ချလိုက်ပြီးတော့သားကောင်အမိရဖန်စားတတ်တဲ့တဝါဆန်တစ်မျိုးလည်းဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီလိတ်တွေကအနည်းငယ်လေးကြီးသလိုညံနေညံနဲ့လည်းအလွန်များတဲ့လိတ်မျိုးစိတစ်မျိုးလည်းဖြစ်ပါတယ်ကျွန်တော်ထပ်ပြောချင်တာကဒီလိတ်တွေကကျွန်တော်တို့ပတ်ဝန်းကျင်မှာတွေ့နေရဖြစ်တဲ့ချစ်ဖို့ကောင်းတဲ့လိတ်မျိုးစိလေးတွေရဲ့လုံးဝကိုစန့်ကျင်ဘက်မျိုးစိတစ်မျိုးလို့တော့ပြောလို့ရပါတယ်နောက်ဆုံးတစ်ချက်ကတော့ဒီလိတ်လေးတွေကကျွန်တော်ပုံမှန်လိတ်တွေမှာကရန်သူနဲ့တွေ့တယ်သူ့အနေနဲ့ပေးတော့မဲ့အကောင်လာတယ်ဆိုရင်သူတို့အခွန်တွေကိုခေါင်းဝင်ပြီးတော့ပုံပွယ်လေးရှိပါတယ်ဒါပေမဲ့ဒီလိတ်တွေရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာကသူတို့အခွန်တက်သူတို့ရဲ့ခေါင်းကကြီးနေတဲ့အတွက်အခွန်နဲ့ခေါင်းဝင်လို့မရပါဘူးဆိုတော့သူတို့ကဘာကိုအားပြုရလဲဆိုရင်သူတို့မှာအင်အားကြီးဆုံးလက်နက်ဖြစ်တယ်သူတို့ရဲ့ပါဇက်ဆိုတော့သူတို့ပါဇက်ကြီးကိုဟာပြီးတော့အတန်ထွက်တဲ့အထိကိုက်ချလိုက်ပါတယ်ဒီကိုက်လိုက်တဲ့အတန်ကြောင့်အနားကလာတဲ့သားကောင်တွေကတော်ယုံတယုံမကတ်ရတော့ဘဲနဲ့ဝေးကိုရှောင်ပြေးသွားကြတာပဲဖြစ်ပါတယ်ခင်ဗျဆိုတော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ကတော့ Iverman ကျွန်တော်တို့ဗီဒီယိုလေးကိုချိန်မြင့်ကြည့်ရပြီးတော့ကျွန်တော်တို့ဘက်ကနေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဘိုင်